လူတိုင်းနီးပါးပိုက်ဆိုင်ဖို့စိတ်ကူးရနိုင်တဲ့လေယာဉ်တစ်စင်းရှိပါတယ်။အဲ့ဒါကတော့ကမ္ဘာပထမဆုံးတက်ကူရေသုံး jet လေယာဉ် Cirrus Vision Jet G2 Plus ပဲဖြစ်ပါတယ်။အပြင်ပန်းကြည့်ရတော့စီးပွားရေးသုံး jet လေယာဉ်အသေးလေးနဲ့တူပေမဲ့တကယ့်ကိုအစွမ်းထက်တဲ့အကောင်ကြီးတစ်ကောင်ပါ။အမြင့်ဆုံးအမြန်နှုန်းတစ်နာရီ350မိုင်ရှိပြီးမိုင်ပေါင်း1400ကျော်အထိတစ်ဆက်တည်းပြန်တန်းနိုင်ပါတယ်။အဲ့ဒါဟာနယူးယောက်ကနေမိုင်ယာမီအထိတစ်ခေါက်တဲနဲ့ရောက်နိုင်တဲ့အကွာအဝေးမျိုးပါ။ပိုပြီးအံ့ဩစရာကောင်းတဲ့အချက်ကတော့သူ့ရဲ့ဘေးကိန်းလုံခြုံရေးပါအရေးပေါ်အခြေအနေဖြစ်လာရင်လက်ကင်တစ်ခုကိုဆွဲလိုက်ရုံနဲ့ဂျက်လီယန်မှာပါတဲ့လေဒီကြီးပွင့်လာပြီးလေယာဉ်တစ်စီးလုံးကိုမြေပြင်ပေါ်ဘေးကင်းကင်းချပေးမှာဖြစ်ပါတယ်။ကမ္ဘာပေါ်ကတခြားဘယ်ဂျက်လေယာဉ်မှာဒီလိုစနစ်မျိုးမရှိပါဘူး။အတွင်းထဲမှာတော့လူ900အထိစီးနေနိုင်ပြီးကျယ်ဝင်းနဲ့မှန်ပတင်းပေါက်တွေနဲ့တက်တောင့်တက်တာရှိတဲ့ထိုင်ကုန်တွေပါဝင်တာမို့ကောင်းကင်ဘော်ကပထမတန်းစားအနားယူခဲလေးလိုပါပဲ။ပိုပြီးစမတ်ကြတဲ့အချက်ကတော့သူကအလိုလျောက်ပြန်တန်းနိုင်ပြီးပိုင်းလော်တစ်ခုခုဖြစ်သွားရင်တောင်ခလုတ်တစ်ချက်နှိမ့်လိုက်ရုံနဲ့အနီးဆုံးလေယာဉ်ကွင်းကိုရှာပြီးသူ့အလိုလိုဆင်းသက်ပေးနိုင်တာပါ။ဈေးနှုန်းကတော့ဒေါ်လာ3 သန်းဝန်းကျင်ရှိပါတယ်။ဒါဟာတာမန်ပုတ်လေကဂျက်လေယာဉ်တွေရဲ့ဈေးနှုန်းထက်ထက်ဝက်ကျော်သက်သာနေတာပါ။ဒါကြောင့်လဲလူတွေကသူ့ကိုကောင်းကင်ဘော်က Tesla လို့ခေါ်ကြတာပေါ့။ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးလေယာဉ်ဝယ်စီးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။